မင်္ဂလာပါဒီကနေ့ကျွန်တော်တို့ channel လေးကနေတင်ဆက်ပေးချင်တာကတော့စာရေးဆရာကြီးဥတုခရဲ့ငါးချက်ဖို့ဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုတလုတ်ဖြူသည်ချောင်းတို့ဆိုရာကလက်တွင်ကင်ထားသောကြက်တံငွေစက္ကူအဟောင်းလေး9ရွက်ကိုအငဲ့စွာငုံကြည့်မိလေသည်ထိုငွေကလေးမဖြစ်စလောက်နဲ့ဆရာဝန်ရှိရန်အခန်းထဲသို့ဝင်ရမှာငွေ1000ကျပ်နှင့်ပြန်ပေးလှုပ်ထားသူကိုငွေ20လောက်နှင့်ပြန်၍ရွေးသားရတော့သလိုရှိတော်သည်မဖြစ်သလောက်ဟုဆိုရသည်မှာဆရာဝန်ဘက်ပါနေ၍ကြည်လင်သာဖြစ်ခြင်းဖြစ်ပေမည်ကိုတလုတ်ဖြူ၏ဘက်ကပြောရရင်ကထုံဝင်9ချက်မှာငပိရီတစ်ခွက်ထဲနှင့်တိုင်လုံးစားသုံးချို့ချံ၍ထားရသော9ရက်တစ်ပတ်တိတိစုငွေဖြစ်တော်သည်သူမရမငွေစုသည်လည်းရှာဖွေကျွေးမွေးနေသောကိုတလုတ်ဖြူ၏ကျမ်းမာရေးအတွက်ရှိသမျှစည်းစိမ်ကိုစု၍အပ်လိုက်ရသလိုအခြေအနေပင်ဖြစ်သည်ကိုတလုတ်ဖြူမှာကလေး3ယောက်နှင့်တကွာသောမရမငွေစုတို့၏တူရီသောအားကိုးရာဖြစ်တော်သည်ထိုသဘောတရားကိုသိ၍လဲကိုတလုတ်ဖြူတွင်တောင်ယုံတန်ယုံနာမကြမ်းဖြစ်၍နားနေခွင့်အိတ်နေခွင့်ဖျားနေခွင့်မရအောင်တနေကုန်ကြောက်သွေးရကြသည်မကြညဘက်10နာရီ17နာရီထိအောင်ရင်းနှံစီမိကွက်တစ်ခွက်နှင့်တစ်ချက်ချက်အလုပ်လုပ်ရသည်နောက်တနေ့မိုးလင်းချင်းနေမြင့်အောင်မအိတ်နိုင်ပဲထ၍အလုပ်လုပ်ရပြန်သည်အခုတော့သူ၏ယောဂဝေဒနာမှာအနှင်ထွင်းရမည်ကိုပစိန်နှင့်ပေါက်ထွင်းရတော်မလို့ရှိနေလေပြီယောဂဝေဒနာတစ်ခုခုဖြစ်လင်ချက်ချင်းကုနိုင်မှာကကြောက်ကင်းသက်သာနိုင်ကြောင်းကိုတလုတ်ဖြူသိပါသည်သို့သောသူ၏ဝမ်းရည်မှာယောဂကုသနေနိုင်လောက်အောင်မကြွယ်ဝခဲ့မတ်တက်စားမရရအောင်ရှားရသည်တုံးလုံးသာအဖြစ်ဖြင့်ငွေပုံငွေချံမရှိခဲ့အတော်ကလေးခံရဆိုးလာမှဆရာဝန်နှင့်ကုသရမှန်သည်သတိရနိုင်တော်သည်ထို့သို့ဖြစ်လာသောအခါတွင်လည်းကြည်ကြည်ပေးရသောစေဝါဓာတ်စာနှင့်ဆရာဝန်စသည်တို့ကိုမပြသနိုင်ပေပေါ်ပေါ်ရသောစေးမီတို့များနှင့်တော်စွာရောစွာရက်ဆရာတို့ကိုသာသူ့အခြေအနေနှင့်လိုက်အောင်ပြသကူစားရကြသည်ထို့သောနေရင်ကရင်အောင်ပြီးချောင်းဆိုးလာတာကအခမ်းရခတ်လာလေတော့သည်ခမယောကဥရုတေဇောအကြောင်းခံပြီးဖြစ်တဲ့မြစ်ချောင်းတာပဲအပူစာမှန်သမျှမစားနဲ့ထိုမြသာဆရာကပြောသည်သူ့စေးကလေးနဲ့ငယ်ပေးသည်ထို့နောက်စားတော့ရန်ဟင်းကျွေးဓာတ်စာများကိုပေးသည်ကိုတလုတ်ဖြူသည်ခံနိုင်သမျှအောင့်ခံကဝမ်းသာအတွက်အလုပ်လုပ်ရကြသည်သို့သောခါတိုင်းလိုအလုပ်မတွင်ကျဲတော့ပေမဖြစ်ဘူးမငွေစုအင်္ဂလိပ်ဆရာဝန်ဆိုတာပြကြည့်ရကောင်းမလားကြာနေရင်ဒီထက်အလုပ်ပြတ်မှာစိုးရတယ်ဟုသူမရကိုသူတိုင်ပင်ကြည့်ကြရတော့သည်သူ့ဝေဒနာမှာသူ့ကျမ်းမာဖို့အထက်အလုပ်လုပ်နိုင်မှုကအဓိကလိုဖြစ်နေကြသည်တကယ်ဆိုတော့လေကိုတလုတ်ဖြူဘဝအခြေအနေမှာလူကျမ်းမာမှာထမင်းစားဖို့အလုပ်လုပ်မည်ဖြစ်သည်ထက်အလုပ်လုပ်နိုင်မှာထမင်းဝကကျမ်းမာရမလို့ရှိတော့သည်ကဲကိုတလုတ်ဖြူဆရာဝန်အခန်းထဲမှာလူချင်းရောပေါ့မငွေစုကသူ၏လင်ကိုတိုက်တွန်းလိုက်သည်ကိုတလုတ်ဖြူမှာတော့စားနိုင်တောက်နိုင်ကုနိုင်တနိုင်သောလူဒန်းစားများအတွက်ထွက်လိုက်ဝင်လိုက်ဖြစ်နေသည့်အတွက်စိုင်းတငန်းနေရခြင်းဖြစ်သည်ဆရာဝန်ထံယောဂကုသရအောင်လာကြသူများမှာကိုတလုတ်ဖြူထက်ကျမ်းမာတန်ဆွမ်းကြရုံမကရေလားမောလားနဲ့ဆရာဝန်ကစကားလက်ဆောင်ကြနေပါသေးသည်ကိုတလုတ်ဖြူနှင့်စားလင်ထိုယောဂသည်သူများမှာတန်ချောင်းတန်ခဲတွေလောက်မာပါသေးသည်ထိုလူတွေအလုံးရှင်းသာမှဆရာဝန်သည်သူ၏လှုပ်သူသိရန်အပြင်ဘက်သို့ထွက်လာသည်နှင့်စုံပြီးတော့သည်ဟိုးခမဝေဒနာပြဖို့လာဝင်ခဲ့ဤတွင်သူတို့လင်မယားဝင်ပြဝင်တော်သည်ဆရာဝန်သည်နိုင်ဝနိဗ္ဗာန်စံသက်တိခောက်ကြည့်နေလေရာသူမယားမငွေစုမှာစီရင်ချက်နာခံရမည်တရားခံ၏မယားတယောက်လိုတထိတ်ထိတ်ဖြစ်နေကြသည်ဆရာဝန်ကနောက်ဆုံးလက်စေးရင်ကခမဥစားကတီးပြီပဲတီးပြီဆိုတော့အဆုတ်ယောဂါပေါ့အတော်လေးစိုးနေပြီခမဆေးရုံကိုမြန်တက်ရင်ကောင်းမယ်ဆေးရုံတက်ပြီးဘလောက်နေရမလဲဆရာရဲ့အနည်းဆုံး3လ3လဆိုတော့ကိုတလုတ်ဖြူသည်ကိုဝမ်းနာကိုသိ၍ညီးလိုက်မိလေသည်3လမကျော်နဲ့10ရက်လုံးမလုပ်လင်မရနိုင်ကလေးတွေငတ်ကြတော့မီဒါဖြင့်အပြင်မှာကုမလားခမတို့ကုနိုင်မှာမလားဓာတ်မှန်ရရမှာကငွေ20ဆေးထိုးရမှာကအပြင်မှာဝယ်ရင်ဆေးဖို့နဲ့ငွေ100ကျော်ကြမယ်နောက်ပြီးတောက်ဆေးက30ဘူးလောက်ကြမယ်မနက်တိုင်းညတိုင်းနွားနို့စစ်50သားလောက်နေတိုင်းတောက်ရမယ်ကြက်ဥ3လုံးမှန်တောက်ရမယ်ဒါတွေတဲ့အရေးကြီးတာကလေကောင်းလေသန့်ပူနွေးတဲ့နေရာတို့အိမ်တို့ကိုပြောင်းရွှေ့နေရမယ်စိတ်မချမ်းသာစရာမှန်သမျှဘာမှမတွေ့ပဲအလုံးမှန်သမျှရန်နာပြီးအေးနေရမယ်တက်နိုင်ရင်သူနာပြုဆရာမတယောက်အမြဲငားရထားရမယ်အကောင်းတို့ကအကောင်းဆုံးပြောရမယ်ဆိုရင်မက်ဒရက်တို့မိထီလာတို့ကိုတွားနေရင်အကောင်းဆုံးပဲဒါတောင်6လလောက်မှ
ဒီယောဂရှင်းရှင်းပြောင်းနေမယ်ဘယ်နဲ့လဲမငွေစုသည်ပါဇာအဟောင်းသားနဲ့မျက်ရည်တွေဝဲပြီးတွေးချင်ရတွေးငေးချင်ရငေးနေတော့သည်ကိုတလုတ်ဖြူကတော့မတွေးမငေးတော့ပဲတတ်မကြီးပြင်းပြင်းတစ်ချက်သာချလိုက်ပြီးဆရာဝန်ကိုတောင်းပန်လိုက်သည်ဆရာရဲ့ကျုပ်မှငွေ9ချက်ပဲပါပါတယ်အဲ့ဒါအစိတ်စစ်9ချက်ဖို့လောက်ပေးပါတော့အဆုံးအထိနားထောင်ပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ်